ကျွန်တော်တို့လူတွေကိုဘယ်လိုလွှမ်းမိုးကြမလဲကျွန်တော်တို့လူတွေကိုလွှမ်းမိုးနိုင်ဖို့ဟာအရင်အရေးကြီးပါတယ်ကျွန်တော်တို့ဟာဒီလူမှုပေါင်းသင်းဆက်ဆံရေးသို့မဟုတ်စီးပွားရေးသို့မဟုတ်အချစ်ရေးကိစ္စတွေမှာလွှမ်းမိုးနိုင်ဖို့ဟာအရင်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ကိုကမလွှမ်းမိုးနိုင်ဘူးဆိုလို့ရှိရင်ကိုကတခြားပါတီတစ်ခုတခြားတစ်ဖက်ရဲ့လွှမ်းမိုးခြင်းကိုကိုကခံရလို့ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုကလွှမ်းမိုးနိုင်မလွှမ်းမိုးနိုင်သူများလွှမ်းမိုးတာကိုလက်ခံလိုက်ရမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာအဲ့ဒီအကြောင်းအရာတွေကျွန်တော်တို့ပြောကြဖြစ်ပါတယ်။အဲ့တော့အားလုံးပဲကျွန်တော်အခုမှပထမဦးဆုံးမြင်ဘူးတယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ Mr. Su ဖြစ်ပါတယ်ဒီနေ့မှာတော့လူတွေကိုလွှမ်းမိုးမဲ့အကြောင်းလေးပြောသားဖြစ်ပါတယ်ကဲတော့လူတွေကိုလွှမ်းမိုးဖို့ဆိုလို့ရှိရင်ဘယ် factor တွေဘယ်အချက်တွေကလူတွေကိုလွှမ်းမိုးနိုင်စေလဲဆိုတော့ကျွန်တော်တို့သိရပါမယ်နံပါတ်1အချက်လူတွေကိုလွှမ်းမိုးဖို့လွှမ်းမိုးနိုင်တဲ့အကောင်းဆုံးသောအရာဟာ confidence ဖြစ်ပါတယ်မိမိကိုယ်ကိုယုံကြည်မှုဖြစ်ပါတယ်ကျွန်တော်တို့တခြားသူပြောကြရမလား like you can fake your confidence ပေါ့နော်ကိုယ့်ရဲ့ကိုယုံကြည်မှုကို fake လုပ်လို့ရတယ်လူတယောက်ဟာကိုယ့်ဘာသာကိုယုံကြည်မှုရှိတဲ့ပုံစံ fake လုပ်လို့ရတယ်ဒါပေမဲ့ fake လုပ်ထားတဲ့ confidence ဟာအကြာကြီးမခံဘူး authentic မဖြစ်ဘူးပေါ့နော်အဲ့တော့ကိုယ်တိုင်ရဲ့ဒီ authentic confidence ကဘယ်ကနေလာမလဲပေါ့ကိုယ့်ရဲ့ယုံကြည်မှုကိုယုံကြည်မှုကဘယ်ကနေလာတယ်လဲအဲ့တော့ဒီနေရာမှာမေ့တင်တာကဘာလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ဟာကျွန်တော်တို့ရဲ့အပြုအမူကျွန်တော်တို့ရဲ့အလေးအကျင့်ကျွန်တော်တို့ရဲ့အသိဉာဏ်ပညာတွေရဲ့ reflection ဖြစ်ပါတယ်အဲ့မှာလူတစ်ယောက်ပြောနေတဲ့စကားလုံးတွေလူတစ်ယောက်လှုပ်လေးရှိတဲ့အလေးအကျင့်တွေလူတစ်ယောက်ရဲ့ပုံစံတွေဟာအဲ့လူတစ်ယောက်ရဲ့အတွင်းထဲကတဒံကအပြင်ကိုလာပြီးတော့ reflect လုပ်တာထင်ဟပ်နေစေတာဖြစ်တယ်ပေါ့နော်ဥပမာအဖြစ်အရန်ကိုအဝါလွန်နေအချိုအရန်ကြိုက်ပြီးတော့အဝါလွန်နေတဲ့လူတစ်ယောက်ဟာဒါ तू online ပေါ်တက်ပြီးတော့မိမိကိုယ်ကိုကျမ်းမာအောင်ဘယ်လိုနေရမလဲတို့เนาะကျမ်းမာစေတဲ့အလေးအကျင့်တွေတို့အဲ့လိုမျိုးဆိုလို့ရှိရင် तू ကဘလို့မှကိုယုံကြည်မှုရှိပြောနိုင်မှာမဟုတ်ဘူးပြောတယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ပြောတဲ့ပုံစံဟာဒီစာအုပ်ထဲကနေပြီးတော့ဖတ်ထားပြီးတော့ပြောတဲ့ပုံစံဖြစ်နေလိမ့်မယ်အဲ့လိုပုံစံမျိုးပေါ့เนาะအဲ့တော့ကိုတိုင်ကကျွန်တော်တို့ပြောနေတဲ့စကားတွေကျွန်တော်တို့လုပ်နေတဲ့အရာတွေကျွန်တော်တို့ရဲ့ပုံစံဒါလူတစ်ယောက်ဟာကျွန်တော်တို့ကထိုင်နေရင်တော့သူ့ရဲ့ aura ဆိုတာရှိတယ်ကျွန်တော်ကြုံဘူးလားမသိဘူးပေါ့နော်ကျွန်တော်အခန်းတစ်ခုတည်းဝင်သွားတယ်အဲ့မှာအဲ့လူတွေကလှုပ်လဲလှုပ်မနေဘူးစကားလည်းပြောမနေဘူးဒီတိုင်းပဲထိုင်နေကြတာဒါပေမဲ့လို့အဲ့လူတွေမှာမတူညီတဲ့ aura တွေရှိတယ်ကိုအခန်းကိုဖတ်ကြည့်လိုက်မယ်ဆိုရင်မတူညီတဲ့ aura တွေရှိတယ်အဲ့ဒီ aura တွေကဘယ်ရလာတယ်လဲဆိုလို့ရှိရင်ခုနပြောတယ်သူ့ရဲ့အလေးအကျင့်သူ့ရဲ့ပုံစံပေါ့နော်ကျွန်တော်တို့ရဲ့ခုနဘယ်လိုပြောမလဲအတွင်းထဲမှာကိုယုံကြည်ထားတဲ့ပုံစံတွေဟာကျွန်တော်တို့ရဲ့အရာတိုင်းကိုသူက dictate လုပ်တယ်ပေါ့နော်အဲ့တော့ကိုဘယ်သူလဲဆိုတာကအရင်အရေးကြီးတယ်အဲ့တော့ကို confidence ရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအလုပ်လုပ်ဖို့လိုတယ်ဘာလဲဆိုလို့ရှိရင်ဥပမာကျမ်းမာရေးလိုက်စားတာတို့ပြီးရင်တေချာလေးကိုဂတိတွေကိုပေးတဲ့ဂတိတွေပေါ့နော်ကိုပေးတဲ့ဂတိတွေကိုတီးတာတို့အဲ့လိုမျိုးအရာတွေပေါ့နော်ပြီးရင်တေချာကိုဗဟုသုတတွေကိုရှာမိတာတို့တုံမိတာတို့အဲ့ဒါတွေကအရင်အရေးပါတယ်ဒါဟာကျွန်တော်တို့ရဲ့ confidence မိမိကိုယ်ယုံကြည်မှုကိုတိဆောက်တဲ့နေရာမှာအရန်ကိုအရေးကြီးတဲ့ factor တွေဖြစ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကတော့ဒုတိယတစ်ချက်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်စကားပြောတဲ့ပုံစံစကားလုံးတွေလူတစ်ယောက်ဟာစကားပြောကောင်းတယ်ပေါ့နော်ဒါစကားပြောကောင်းတယ်ဆိုတာဟာကျွန်တော်သက်ဗီဒီယိုတစ်ပုဒ်ထပ်လုပ်လို့ရတယ်စကားပြောကောင်းဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာမျိုးပေါ့နော်အများကြီးကျွန်တော်ပြောစရာရှိတယ်အဲ့လူတစ်ယောက်ဟာစကားပြောကောင်းတဲ့သူတစ်ယောက်ပေါ့နော်ဘယ်လိုမျိုးဖြစ်စေတယ်လဲဆိုလို့ရှိရင်အဓိကကတော့စကားပြောကောင်းတဲ့လူတစ်ယောက်ဆိုတာကကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်သူစကားလုံးတွေကိုတေချာရွေးချယ်သုံးဆွဲတတ်တာအဲ့ဒါဖြစ်မယ်သူ့ရဲ့အတန်ထုံးပေါ့နော်ကျွန်တော်တို့အတန်ရဲ့အပြုတ်အမာဆိုတဲ့ပုံစံမျိုးပေါ့အတန်ထုံးရှိမယ်ပြီးရင်သူ့ရဲ့စကားပြောတဲ့ pace လို့ခေါ်တဲ့စကားပြောတဲ့အနှေးအမြန်ပုံစံနဲ့ရှိမယ်ဟုတ်တယ်မလားပြီးရင်နောက်တစ်ခုကကြာဘာလဲဆိုလို့ရှိရင်သူ့ရဲ့စကားပြောတဲ့ handpan ပေါ့အဲ့လိုပုံစံမျိုးပြီးရင်သူ့ရဲ့ဒီစကားပြောတဲ့အချိန်မှာလုပ်တဲ့ဒီ body movement တွေပါမယ် gesture တွေပါမယ်အဲ့လိုပုံစံမျိုးအဲ့ဒီအရာတွေဟာကိုစကားပြောတဲ့အခါမှာတခြားသူတစ်ယောက်ကိုစကားပြောခြင်းအဖြစ်ဆွဲဆောင်လို့ရတဲ့အရာတွေဖြစ်ပါတယ်ကျွန်တော်တို့ယောက်ျားလေးတွေထဲမှာဆိုလို့ရှိရင်အရန်သိကြလိမ့်မယ်ကျွန်တော်ယောက်ျားလေးတွေမှာယောက်ျားလေးတွေသဘောကျတဲ့အတန်ပုံစံမျိုးရှိတယ်ဒါ main လေးလည်းသဘောကျတယ်လို့ကျွန်တော်ယူဆပါတယ်ဒါလူတစ်ယောက်ကစကားပြောလို့ရှိရင်အတန်အလုံးဝ deep ဖြစ်နေတဲ့ဟာမျိုးပေါ့နော်လုံးဝကို deep ဖြစ်ပြီးတော့လေးတဲ့အတန်လေးနှက်နေတဲ့ပုံစံမျိုးပေါ့သူ့ရဲ့အတန်မှာဩဇာရှိတဲ့ပုံစံမျိုးသူစကားပြောလိုက်လို့ရှိရင်ကိုကလိုက်လုပ်ချင်တယ်ရောသူ့ယုံကြည်ခြင်းစိတ်တွေဖြစ်လာအောင်အဲ့လိုပုံစံမျိုးပေါ့နော်ဒါတချို့သူတွေက it's a gift ဒါ
ဒါလက်ဆောင်တစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်လူတိုင်းယောက်ျားလေးတိုင်းကတော့ကျွန်တော်တို့အဲ့လိုအတန်မျိုးရှိမှာတော့မဟုတ်ဒါပေမဲ့အဲ့လိုအတန်မရှိလို့ရှိရင်စကားလုံးနေနဲ့လူတွေကိုစကားတွေနဲ့လူတွေကိုဆွဲဆောင်လို့မရတော့ဘူးလားလွှမ်းမိုးလို့မရတော့ဘူးလားတဲ့မဟုတ်ကျွန်တော်တို့ဒီတမိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီနိုင်ငံခေါင်းဆောင်တွေပြီးရင်ဒီနာမည်ကြီးတဲ့ခေါင်းဆောင်တွေပေါ့နော်နယ်ပယ်တိတိရဲ့ခေါင်းဆောင်တွေမှာစကားမှာအဲ့လိုအတန်တုံးမရှိပေမဲ့လို့လူတွေကိုဆွဲဆောင်နိုင်တဲ့သူတွေအများကြီးရှိခဲ့ပါတယ်သူတို့တွေကဘာကြောင့်အဲ့လိုမျိုးအတန်မှာအဲ့လေးနဲ့တဲ့ deep voice လို့ခေါ်တဲ့အရာမရှိဘဲနဲ့လူတွေကိုဘာကြောင့်ဆွဲဆောင်နိုင်တာလဲစိတ်ဝင်စားစရာပဲပေါ့နော်အဲ့တော့အဲ့ဒါတွေအများကြီးပါပဲကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတစ်ပုဒ်လုပ်ပါအောင်မယ် Okay နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုဟန်အမှုရလှုပ်ရှားတဲ့ပုံစံပေါ့နော်ကျွန်တော်လှုပ်ရှားတဲ့ပုံစံလူတစ်ယောက်ဟာလမ်းလျှောက်တဲ့ပုံစံတွေစကားပြောတဲ့ပုံစံတွေမျက်လုံးရွေလျားတဲ့ပုံစံတွေသူ့ရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုအားလုံးပေါ့နော်အဲ့ဒီအရာတွေကလည်းမတူညီကြဘူးကျွန်တော်တို့ဒီခုနပြောလို့စကားပြောအရန်ကောင်းတဲ့သူလူတွေကိုလွှမ်းမိုးနိုင်စွမ်းရှိတဲ့ the most influential people ပေါ့နော်လူတွေကိုလွှမ်းမိုးနိုင်စွမ်းရှိတဲ့သူတွေဟာသူတို့မှာသူတို့ရဲ့ကိုယ်ပိုင်လှုပ်ရှားတဲ့ပုံစံတွေရှိကြတယ်ဥပမာအဖြစ်ကျွန်တော်တို့စကားပြောတဲ့အခါမှာonline ပေါ်မှာဆိုလို့ရှိရင်ကျွန်တော် attention ရအောင်တော့လူတိုင်းလုပ်နိုင်တယ်ဟုတ်တယ်မလားကျွန်တော် online မှာဆိုလို့ရှိရင်လုံးဝအောက်လုံးနေနဲ့လုံးဝ all hit နေပြီးတော့လုံးဝဘယ်လိုပြောမလဲအိမ်မီးလောင်နေတယ်လို့ကဘာပြက်နေတယ်လို့မျိုး all hit ပြီးတော့စကားပြောပြီးတော့ attention ယူရလူတွေရှိလိမ့်မယ်ဟုတ်တယ်မလားအဲ့လိုလူတွေရဲ့ video ကြီးလည်းကျွန်တော်အကြည့်မြင်ရတယ်ဒါပေမဲ့ကျွန်တော်တို့ဟာအဲ့လိုမျိုး all hit ပြီးတော့ဘယ်လိုပြောမလဲအရန်ကို drama တွေဆန်ပြီးတော့စကားပြောပြီးတော့ရတဲ့ attention မျိုးဟာကျွန်တော်ပြောမယ်ဆိုရင် low IQ ပေါ့နော်အသိဉာဏ်နှိပ်ပါတဲ့ပညာရည်နှိပ်ပါတဲ့လူတွေ attention ကိုပဲရတယ်ကျွန်တော်တို့နိုင်ငံတနိုင်ငံရဲ့လူအများစုရဲ့အသိဉာဏ်ပညာအဆင့်အတန်းကိုကြည့်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီနိုင်ငံကလူတွေစားသုံးတဲ့ဒီ entertainment level ကျွန်တော်ကြည့်ရတယ်ပေါ့နော်ဥပမာအဲ့လူတွေလူအများစုဟာအောက်လုံးတွေမှာပျော်ဝင်နေသလားเนาะဒီလိုမျိုးဘာမဟုတ်တဲ့ဟာတာအရင်ကြီးစဉ်းစားကြရမလို့တဲ့ဟာတာမျိုးတွေမှာလူတွေသဘောကျလိမ့်ရှိသလားဒါဆိုအဲ့နိုင်ငံရဲ့ပညာရည်ချင်းတွေးခေါ်နိုင်မှုအဆင့်တန်းနှိမ့်ကြတယ်လို့ကျွန်တော်ယူဆလို့ရတယ်အဲ့တော့ဒီအသိဉာဏ်ပညာမြင့်မားတဲ့ယဉ်ကျေးမှုပေါ့နော်ဒီculture မြင့်မားတဲ့ civilization level မြင့်မားတဲ့ဒီ society ပေါ့နော်လူအဖွဲ့အစည်းတွေကသူတို့ကတကယ်ကိုအနုပညာဘက်ကိုအရန်လိုက်စားကြတယ်ဥပမာသူတို့အဲ့လိုနိုင်ငံမျိုးတွေမှာဒီပကြီးပြကန်းတွေကိုသွားကြတာတို့တချင်းဆိုလို့ရှိရင်တကယ်ကိုလေးနက်တဲ့တချင်းမျိုးတွေနားထောင်ကြတာတို့အဲ့လိုမျိုးတွေတွေ့ရလိမ့်ရှိတယ်အဲ့တော့အဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့ဒီအရာတွေကျွန်တော်တို့လိုအပ်တယ်online ပေါ်မှာခုနပြောလို့လူ attention ကိုရဖို့တော့ကျွန်တော်တို့ကခုနလိုပြပန်းခတ်ဖြစ်စင်နေကြရမလို့စကားယူတို့အတန်အကျယ်ကြီးနဲ့ all hit ပြီးပြောနေစရာမလိုဘူးအဲ့လိုပြောလို့ရလာတဲ့ attention တွေဟာတကယ်ကို cheap attention လို့ခေါ်တယ်ဈေးပေါ်တဲ့လူတွေစီရတဲ့ attention သာဖြစ်ပါတယ်ကျွန်တော်တို့တကယ်ကိုလူကြီးလူကောင်းပုံစံစကားပြောမယ်တကယ်စီးပွားရေးလုပ်ငန်းရှင်တယောက်လို့ကျွန်တော်တို့ကောင်းဆောင်တယောက်လို့စကားပြောမယ်အဲ့လိုပြောမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးကိုယ့်လိုမျိုး quality ရှိတဲ့လူတွေနဲ့တွေ့လာရလိမ့်မယ်ပေါ့နော်ကိုယ့်လိုမျိုး quality ရှိတဲ့လူတွေကိုယ့်လိုမျိုးဉာဏ်ရည်level တစ်ခုရှိတဲ့သူတွေကိုယ့်လိုမျိုးဒီအရာတွေကိုလေးနက်စွာခံယူတတ်တဲ့သူခံစားတတ်တဲ့သူတွေနဲ့ကျွန်တော်တွေ့ရလိမ့်မယ်ပေါ့အဲ့တော့အဲ့ဒါတွေအရေးကြီးပါတယ်ပြီးကျွန်တော်လမ်းလျှောက်တဲ့ပုံစံတွေရောပေါ့နော်ကျွန်တော်တို့ဒီအဲ့ဒီဟာကလည်းဒီကိုဟန်အမူအရာနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတစ်ပုဒ်လုပ်လို့ရသေးတယ်ကျွန်တော်နောက်ပိုင်းအချိန်ရလို့ရှင်ကျွန်တော်လုပ်ပေးပါမယ်ပေါ့နော်အဲ့ကိုလှုပ်ရှားတဲ့ပုံစံတွေဒီစကားပြောလို့ရှင်ကျွန်တော်လက်ဟန်အမူအရာတွေအစားဒါဆိုလို့ရှိရင်ကျွန်တော်ခုထိုင်နေတဲ့ပုံစံဆိုလို့ရှိရင်ဒါကျွန်တော် authority position လို့ခေါ်တယ် authority position ဆိုတာဘာလဲဆိုရင်ငါလုံနိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ထိုင်တဲ့ပုံစံကတော့ပုံစံမျိုးရှိတယ်ပေါ့နော်ကျွန်တော်တခါတလေမှာကျွန်တော်တို့ကနေရာအခင်းချင်းပေါ်ကိုလိုက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ humility ပေါ့နော်ဒီကျွန်တော်တို့ယိုကျိုးမှုကိုထုတ်ပြရတဲ့ position မျိုးတွေရှိမယ်ကျင်နာမှုကိုထုတ်ပြရတဲ့ position မျိုးတွေရှိမယ်ကိုယ့်ရဲ့အာဏာကိုထုတ်ပြရတဲ့ position မျိုးတွေရှိတယ်ဒါတွေဟာကိုယ့်ရဲ့ကိုကြုံတွေ့နေရတဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့ပြောင်းလဲသုံးဆွဲရတဲ့အရာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအရာတွေပါဒါကတော့ပြောမယ်ဆိုရင်ကျွန်တော်နိုင်ဝက်လောက်ထိုင်ပြောလို့နိုင်ဝက်တစ်နိုင်လောက်ထိုင်ပြောလို့ရတယ်အဲ့တော့အများကြီးလည်းမရှိရှင်းတော့တာမို့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအဲ့တော့နောက်ထပ်ဒီလူတွေကိုလွှမ်းမိုးဖို့အတွက်ပေါ့နော်ဒီလိုအပ်တဲ့ဘာတွေသိချင်သေးလဲဥမာစကားပြောတဲ့ပုံစံကျွန်တော်ထပ်လုပ်ပေးပါမယ်ဗီဒီယိုတွေပေါ့နော်စကားပြောတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့သိချင်လားဒါမှမဟုတ်ဒီဝေးပုံစားပုံလည်းရေးကြည့်တယ်ပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်ထပ်ပြီးတော့ဗီဒီယိုထပ်လာပါမယ်ကျွန်တော် share ပေးခြင်းတဲ့အရာတွေကအများကြီးပါပဲ okay အဲ့တော့အားလုံးပဲ
ဒီနေ့ဒီဗီဒီယိုကနေပြီးတော့အကျိုးတစ်ခုခုရရှိသွားတယ်ဆိုလို့ရှိရင်အောက်မှာ yes လို့မှတ်ခဲ့ပေးပါဦးနောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ပါဦးမယ်ကျွန်တော်ကတော့ Mr. Su ဖြစ်ပါတယ်သင်ရဲ့ online ဝင်ငွေနီးပြဖြစ်ပါတယ်